မင်္ဂလာပါဗျကျွန်တော်တို့ငကားလေးဖြစ်ပါတယ်မိတ်ဆွေကကျွန်တော် Good View File လေးကကျွန်တော်ပေါ့နော်10ရက်နေ့ကနေပြီးတော့ပေါ့နော်12ရက်နေ့အထိကျွန်တော်ရဲ့တပတ်စာကတ်ကိုအလကားလာရောက်မျှဝေပေးတာဖြစ်ပါတယ်6လပိုင်း10ရက်နေ့ကနေပြီးတော့6လပိုင်း12ရက်နေ့အထိကျွန်တော်ရဲ့ဒါထိပ်စီး3လုံးအခွေတွေ4လုံးအခွေတွေကဲဖောက်ပရိတ်ကလေးတွေဒါမွေးကနန်း6ကွက်ကိုကျွန်တော်အလကားလာရောက်မျှဝေပေးတာဖြစ်ပါတယ်ကဲမိတ်ဆွေကျွန်တော်ဒီ view file လေးကိုတွေ့ပြီဆိုတာနဲ့စိတ်ချမ်းသာခြင်းကိုယ်ကြီးကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေတလုံးတော့ရတယ်ပြည့်စုံကြပါစေလို့ကျွန်တော်ငကားလေးကဥစွာပထမနှုတ်ခွန်းဆက်တာဂါရဝပြုပါတယ်ဗျကဲဒီနေ့ကျွန်တော်ပေါ့နော်ဒီတပတ်စာကတ်ကလေးကိုမပြောခင်မှာဥစွာပထမမိတ်ဆွေတို့ကိုကျွန်တော်တောင်းပန်စရာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဒီနေ့စနေနေ့မှာကျွန်တော်ဒါကန်ဆန်းမဲဖွင့်လိုက်တယ်ပေါ့နော်ကျွန်တော်ရေဒါဖုံးပေးတဲ့အစီအစဉ်လေးကိုဒါဖုံးခေါ်ပေးတဲ့အားလုံးတူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ပေါ့နော်ကျွန်တော်ဒီညနေပိုင်း4နာရီကနေ4နာရီခွဲအထိဖွင့်နေကျွန်တော်ရဲ့ဒါဖုံးပေးကန်ဆန်းမဲအစီအစဉ်လေးကိုတော့ကျွန်တော်မလုပ်ပေးနိုင်ခဲ့ပါဘူးဒီတွေလည်းတူတယောက်ချင်းစီကိုကျွန်တော်တောင်းပန်ပါတယ်ဒီမှာပါဗျာနော်ဖုံးတွေအားလုံးခေါ်ထားကြတာနော်တူတယောက်ချင်းစီကိုတောင်းပန်ပါတယ်နော်ကဲဘာလို့မလုပ်နိုင်ရလဲဆိုတော့ကျွန်တော်ပေါ့နော်ဒါမနေ့ပိုင်းဒါ8နာရီခွဲကနေ9နာရီအထိဖွင့်တဲ့အခါမှာကျွန်တော်လူအယောက်ရေပေါ့နော်160နီးပါးလောက်ကျွန်တော်ဒါလွှဲပေးခဲ့တယ်ဒါညနေပိုင်းနေ့လေ12နာရီကနေ12နာရီခွဲအထိဖွင့်တာမှလည်းကျွန်တော်လူဦးရေ60လောက်ကျွန်တော်လွှဲပေးလိုက်ရတယ်ဒီအတွက်ကြောင့်ပေါ့နော်တူးလျင်1000နှုံးမဲ့ပဲမိတ်ဆွေတို့တွက်ကြည့်ပေါ့နော်ဒီကျွန်တော်မှဒီလိုပေါ့နော်ဒါ budget မလုံလောက်တာငွေကြေးမလုံလောက်တာလေးတွေရှိခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ကလည်းကျွန်တော်လူတွေအဲ့လောက်အားမပေးဘူးထင်ပြီးတော့ကျွန်တော်ကလည်းပေါ့နော်ဒါဒီလိုလေးပေါ့နော်ဒါကိုဝင်ငွေလေးကိုချွေထားပြီးတော့လှုပ်လိုက်ရတဲ့အနေထားတစ်ခုမှာကျွန်တော်ညနေပိုင်းမှာကျွန်တော်ကန်ဆယ်မဲ့ထပ်မှန်မဖွင့်ပေးနိုင်ခဲ့ဘူးဒီအတွက်လဲဒါတူးတယောက်ချင်းစီကိုထပ်မှန်တောင်းပန်ပါတယ်ဗျနော်ကဲရလိုက်တဲ့သူတွေတွေကလည်းဒါဝမ်းသာပါအားလုံးပဲပေါ့နော်ဒီအချိန်မရပါမယ်ကျွန်တော်နှောက်လာမယ်အချိန်ဒီမှာကျွန်တော်အနေနဲ့ဖောက်ပေးဖို့ရှိတယ်တကူလာဒါတကြံမုတ်ဖို့ရှိမယ်ဒါတရင်ကျွတ်လာတို့ဒါအမီထုံပွဲတို့တစောင်းမုံလာတို့ကျွန်တော်မွေးနေ့12လပိုင်းဒီမှာကျွန်တော်ဖောက်ပေးဖို့တွေရှိပါသေးတယ်နော်ဒါကြောင့်မလို့ဒုတိယချင်းစီအစိမ့်မပြတ်ပါနဲ့ဘောနော်ဒါကျွန်တော်ဘက်ကဒါလိုအပ်ချက်ကလေးတွေရှိသွားတဲ့အတွက်လဲဒါဒုတိယချင်းစီကိုတောင်းပန်ပါတယ်ကဲကြဆိုကျွန်တော်တို့တပတ်စာကတ်ကလေးကိုစပြောမယ်ဗျာနော်ကဲအားလုံးပဲမရလိုက်သေးတဲ့သူတွေနှောက်ချိန်မှာရမှာပါရလိုက်သေးတဲ့သူတွေလည်းနှောက်ချိန်မှာထပ်ရအောင်ပါဗျာနော်ကဲ10ရက်နေ့ကနေပြီးတော့12ရက်နေ့ဒီကျွန်တော်ရဲ့တပတ်စာထိပ်စီး3လုံးအခွေတာ123ဆိုတဲ့အပူပါထိပ်စီး3လုံးအခွေလေးဖြစ်ပါတယ်ကဲထိပ်စီးသီးတန့်ကစားခြင်းတော့တနင်္လာအင်္ဂါ2ရက်အတွင်းတို့ကစားလို့ရပါတယ်ဗျာနော်ကဲဒီမှာကျွန်တော်ပြောချင်တာကဘာလဲဆိုတော့မိတ်ဆွေတို့ဝိုင်းဝန်းပြီးတော့ပန်းဖို့ပေးကြပါအောင်နော်ဘာလဲဆိုတော့ကျွန်တော်ပေါ့နော်ဒါအဖွဲ့ဝင်ခေါ်ပါတယ်ပတ်စင်ပတ်တိုင်းအဖွဲ့ဝင်ခြင်းတဲ့သူတွေကကျွန်တော်ကိုပေါ့နော်အဖွဲ့ဝင်ကြီးအနေနဲ့ကျွန်တော်2000ကျပ်သတ်မှတ်ထားပါတယ်ဝင်ခြင်းတဲ့သူတွေကဒီပေါ်မှာ Viber ဖုန်းနံပါတ်3996593954ဒီကလာရောက်ဆက်သွယ်လို့ရဆိုကျွန်တော်ရဲ့ Pay Messenger ကလည်းလာရောက်ဆက်သွယ်လို့ရပါတယ်ခုတလုံးอ่ะဗောနော်ကျွန်တော်အကောင့်တူတွေလူလိမ်လူညာတွေပေါ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါငွေလွှဲရင်တတိထားပါငွေလွှဲဖုန်းနံပါတ်ကကျွန်တော်မှာတစ်လုံးနဲ့ပဲသုံးပါတယ်ဖုန်းနံပါတ်ကလေးတေချာမှတ်ပါ3994392939ဆိုတဲ့ဖုန်းနံပါတ်ကလေးတစ်လုံးနဲ့သာအသုံးပြုပါတယ် KP WP အကောင့်ဖွင့်ထားပါတယ်အကောင့်နာမည်ကဒေါ်ထင်းမြင့်ပါဗျာနော်ကဲထားရနေကျွန်တော်ရှိမှာမန်ပါဝင်ခြင်းတော့ဘတ်200ကျပ်နဲ့ကျွန်တော်စီစဉ်ပေးထားပါတယ်ဗျာနော်ကဲဝင်တဲ့သူတွေအနေနဲ့အထူးသတိထားပြီးတော့ကစားရမှာကကျွန်တော်ရဲ့3ရက်မကျော်ပတ်သီးနဲ့မွေးကနန်းကိုဒါကစားရမှာဖြစ်ပါတယ်တကွက်ကောင်းနှစ်ကွက်ကောင်းကစားခြင်းတဲ့အခါမှာလဲကျွန်တော်ကိုဖုန်းတိုက်ရိုက်ဆက်ရွေဖြစ်စီ Viber လှမ်းပြီးတော့တောင်းရင်ဖြစ်စီ Messenger လှမ်းတောင်းရင်ဖြစ်စီကျွန်တော်ရှိမှာလာတောင်းလို့ရပါတယ်ဗျာနော်ကဲဒါမန်ပါဝင်တဲ့သူတွေအတွက်ဒါတီးတန့်ဒါခန်းစားခွင့်လေးတွေဖြစ်ပါတယ်ဗျာနော်ကဲဒါဆိုရင်မန်ပါဝင်နေတဲ့သူတွေခုညလာရောက်ဆက်သွယ်လို့ရပါပြီဗျာနော်ကဲကျွန်တော်တို့၄လုံးအခွေလေးကိုစပြောပေးမယ်ကျွန်တော်၄လုံးအခွေက6989ဆိုတဲ့အပူပါ၄လုံးအခွေလေးဖြစ်ပါတယ်ဗျာနော်ကဲပြီးတော့ကျွန်တော်တို့ကဲဖောက်ဘရိတ်ကလေးပြောမယ်ကဲဖောက်ဘရိတ်ကလေးကကျွန်တော်35ဘရိတ်ဒီကဲဖောက်ဘရိတ်ပါတင်ထိုးရမယ်ခဏန်းလေးတွေက395539တေချာမှတ်ပါ831914ဆိုတဲ့ခဏန်းလေးပေါ့နော်အဲ့ခဏန်းလေးတွေကိုတင်ထိုးပေးပါဗျာနော်ဒါ35ပရိတ်နဲ့ပတ်သက်ရင်တင်ထိုးရမှာ၄လုံးအခွေက6989အပူပါ၄လုံးအခွေလေးဖြစ်ပါတယ်ကဲမွေးကနန်း2ကွက်ကောင်းလေးပြောပေးမယ်မွေးကနန်းလေးတွေကတော့ပေါ့နော်6ကွက်ကိုကောင်းပြောမယ်ပြီးမှ2ကွက်ကောင်းလေးပြောမယ်83 81 84 3134 14ဆိုတဲ့ကနန်းလေး6ကွက်ဖြစ်ပါတယ်84နဲ့34က
ဓာတ်ခွက်ကောင်းဆိုမှဓာတ်ခွက်ကောင်းမွေးကနန်းလေးတွေဖြစ်ပါတယ်ဗျာနော်ကဲဒါလေးတော့ကျွန်တော်ရဲ့တပတ်စာကက်ကလေးပါထိပ်စီး3လုံးခွေက1နှစ်3ဆိုတဲ့အပူပါထိပ်စီး3လုံးခွေဖြစ်ပါတယ်ထိပ်စီးတီးတန့်လိုက်ရှင်2ရက်အတွင်းလိုက်ပါ4လုံးခွေက6ခွန်8ခုဆိုတဲ့အပူပါ4လုံးခွေလေးဖြစ်ပါတယ်ကဲဘောက်ဘရိတ်က3ညာ5ဘရိတ်ပါ3ညာ3ညာ5 5 3ညာ5 83 19 14ဆိုတဲ့ခဏလေးတွေကိုအဓိကတင်ထိုးပေးပါဗျာနော်ကဲမွေးကနန်းလေး2ကွက်ကောင်းမှာ84နဲ့34ဖြစ်ပါတယ်ကျွန်တော်ရှိမှာကျွန်တော်ဒါအကူညီပံ့ပိုးကျွန်တော်ပဲဖြစ်ဖြစ်ကျွန်တော်ရှိမှာဒါအဖွက်လာဝင်တော့3ရက်မှကြော်ပတ်သီးနဲ့မွေးကနန်းကိုဒါထိထိမိမိကစားမယ်မြတ်မယ်ပထမတစ်ချိန်ရပြီးတော့ဒုတိယအချိန်ထပ်ချပေးမှဖြစ်တဲ့အတွက်ကြောင့်ဝင်ကျင်တဲ့သူတွေဒါအဖွက်ဝင်ကြီး2000ကျပ်နဲ့ကျွန်တော်ရှိမှာလာရောက်ဝင်လို့ရပါပြီ။ Viber ဖုန်းနံပါတ်3996953954လေးနဲ့ကျွန်တော် Pay Messenger တွေမှာလာရောက်ဆက်သွယ်လို့ရပါပြီ။ငွေလွှဲဖုန်းက3994399213ဖုန်းတစ်လုံးနဲ့ကိုသာသုံးပါတယ်ဗျာနော်။ကဲအားလုံးကိုချစ်ပါတယ်ဗျ။ကျွန်တော်နောက်တစ်ခါမှလည်းကျွန်တော်ပေါ့နော်မိုးဖိုးပေးတဲ့အခါမှလည်းကျွန်တော်ဒါလိုအပ်တဲ့ဟာတွေကိုအသေးချာပြင်ဆင်ပြီးမှနောက်တစ်ခါတော့ကျွန်တော်ထပ်မံကန်ဆယ်မဲကိုဖွင့်ပေးဦးမှာပါအခုတလောမှာတော့လိုအပ်ချက်ပတ်စံလိုအပ်ချက်ကလေးတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒါပေါ့နော် short ချလိုက်ရတာလေးပါအားလုံးကိုချစ်တယ်အားလုံးအတွက်လည်းကျွန်တော်အကောင်းဆုံးစူးစမ်းပေးဦးမှာဒီ video file လေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and share follow လေးလုပ်ခဲ့ပါအားလုံးကိုချစ်ပါတယ်ဗျဘိုင်ဘိုင်မှာကျွန်တော်မနေ့ကမင်္ဂလာရှိတဲ့နေ့လေးမှာကျွန်တော်ပြန်ဆုံမယ်နော်